Bismillahirrahmanirrahim. Assalamualaikum. ဒီနေ့ကျွန်မပြောပြမယ်ပြန်လည်ပြောပြမယ်အကြောင်းအရာကတော့ Sabr သိခံခြင်းနဲ့ Maaf ခွင့်လွှတ်ခြင်းပဲဖြစ်ပါတယ်နော်။ Islam မှာ Namaz ဖတ်ရမယ် Hajj ဖတ်ရမယ် Roza ထားရမယ်ဒါ Islam ရဲ့5 pillars ထဲမှာပါတာပေါ့နော်။ဒါပေမဲ့ပထမဆုံးအရေးကြီးတာကဘာလဲဆိုတော့ကျွန်တော်တို့နှုတ်ချိုစကားပြောရမယ်။ Islam ဆိုတာဘာလဲစကားချိုရမယ်ပါဇက်ချိုရမယ်စကားချိုတာပြောရမယ်အီမန်ဆိုတာဘာလဲစဘရရှိရမယ်သိခံခြင်းရှိရမယ်မာဖလုပ်ရမယ်မာဖလုပ်တယ်ဆိုတာခွင့်လွှတ်ခြင်းရှိရအဆိုတစ်ခုမှရှိကြတယ်ကိယာမတ်နေ့မှာတဲ့အလ္လာဟ်ကနေပြီးတော့မိတ်မယ်စဘရသမားတွေမတ်တရက်ဆိုရင်လူနည်းစုလေးရယောက်ျားလည်းပါမယ်မိန်းမလည်းပါမယ်မတ်တက်ထရလိမ့်မယ်လူနည်းစုเนาะဒီအချိန်မှာအဲ့ဒီမှာတေချာနားထောင်ပါလူနည်းစုပဲမတက်ရက်လိမ့်မယ်တဲ့စဘာဘလောက်နည်းကြလဲဆိုတာကျမတို့ကနော်အဲ့ဒီအချိန်မှာအလ္လာဟ်ပြောမလဲโอเคဂျန်နတ်ကိုတွားကြတော့လို့ပြောလိမ့်ဒီအချိန်မှာဖရစ်တာတွေကမလုပ်မလဲဆိုရင်ဒါကမြင်အောင်ဖို့ပေါ့နော်အလ္လာဟ်ကနေပြီးတော့ဒီတိုက်ရိုက်လွတ်လိုက်တယ်ဆိုတာကိုမြင်အောင်ဖို့ဒါပြန်လဲပြောပြတာပဲဖြစ်ပါတယ်เนาะဒီအချိန်မှာ Farishta ကဘာလုပ်လဲတားမယ်ဟာဘယ်သွားမလို့လဲမင်းတို့ဘယ်သွားမလို့လဲဆိုအဲ့ဒီအချိန်မှာလူတွေကဘာပြောမလဲဒီလူနည်းစုကကျွန်တော်တို့ကဂျန်နတ်ကိုသွားကြမှာFarishta တွေကပြောအခုထိစင်းရင်အောင်မလုပ်ရသေးဘဲနဲ့ဘယ်လိုဂျန်နတ်ကိုသွားမှာလဲမင်းတို့ကအဲ့ဒီအချိန်မှာဒီလူနည်းစုကဘာပြောမလဲကျွန်တော်တို့ဟာအစစ်ဆေးမရှိဂျန်နတ်ကိုသွားရမှာလို့ပြောတယ်ဘယ်သူတွေလဲကျွန်တော်တို့ကဖရစ်တာတွေကမင်းတို့ကဘယ်သူတွေလဲကျွန်တော်တို့ကစဘာသမားတွေလို့ပြောလေဒီအချိန်မှာအလ္လာဟ်ဘာမိတ်ပေးမလဲစဘာသမားတွေလာနေပြီဖယ်ပေးလိုက်အတားအဆီးတွေဖယ်ပေးလိုက်သူတို့တွားပါစေဆိုပြီးတော့သဘောကဂျန်နတ်ကိုတိုက်ရိုက်တွားပါစေဆိုပြီးတော့အလ္လာဟ်မိတ်နေတဲ့ကျမတို့ရဲ့ဒီဘဝဇင်ဒဂီရဲ့အလှပစဘာပဲဖြစ်တယ်တဲ့နော်တီးခံခြင်းခွင့်လွတ်ခြင်းကနေလာတာဒေါသမောဟကနေလာတာမဟုတ်ဘူးတဲ့တဘောကနော်မိသားစုပျော်ရွှင်မှုရစေခြင်းစဘာလောက်ရမယ်တိခန့်ခြင်းလောက်ရမယ်ခွင့်လွှတ်ရမယ်စဘာနဲ့တိခန့်ခြင်းနဲ့ခွင့်လွှတ်ခြင်းကိုကျင့်သုံးရမယ်အဲ့လိုကျင့်သုံးလို့ရှိရင်မိဘမောင်နှမတာခြင်းအားလုံးအိမ်နီးနားခြင်းအားလုံးပျော်ရွှင်ကြစေမှာဖြစ်ပါတယ်တိခန့်ခြင်းမရှိတော့ဘူးဆိုရင်မိသားစုလည်းပျော်ကွဲစေနိုင်တယ်ကိုယ်နဲ့လည်းဘယ်သူမှဘယ်လိုခေါ်မလဲမတဲ့ဘူးပေါ့အခုခေတ်နဲ့စကားနဲ့ပြောလို့ရှိရင်ဘယ်သူနဲ့မှလည်းတဲ့တော့မှမဟုတ်ဘူးအဲ့လိုမျိုးပြောနော်အဲ့လိုဖြစ်သွားနိုင်စေနဲ့နော်နောက်တစ်ခုဖြစ်ရကဘယ်လိုလဲဆိုတော့နဗီယာတရက်ထမင်းစားနေတမန်တော်မြတ်ကြီးဆလလောလ္လာဟ်ဝါဆလမ်ကထမင်းစားနေအဲ့ဒီအချိန်မှာကကြည်တဲ့တယောက်ကဖြတ်သွားတော့ဒီကကြည်တဲ့ကစောင်းပြောတာပေါ့နော်ဘယ်လိုနဗီလဲပေါ့တယောက်တည်းထမင်းစားနေမေးတော့မမေးဘူးပေါ့ငါ့ကိုစားပါလားလို့တော့မမေးဘူးပေါ့ဒီအချိန်မှာနဗီကပြောမလဲလာထိုင်စားလေဆိုပြီးတော့ဖိတ်ခေါ်လိုက်တယ်အကကြည်တဲ့ကတော့သူ့ရဲ့ niyat ကသူ့ရဲ့ intention ကစိတ်တူစေလို့တဲ့သူရဲ့ niyat နဲ့သူကပြောတာနဗီငါ့ကိုစိတ်တူမှာပေါ့နော်အဲ့လိုပြောလိုက်လို့ရှိရင်နဗီကစိတ်မတူဘဲနဲ့တမန်တော်များထပ်ပြောတယ်မင်းလာလေအထဲဝင်လာလေလာထိုင်စားလေဆိုပြီးတော့ဒီကကြည်တဲ့မှာဗာပြောလဲငါဒီလိုမစားဘူးတဲ့နေပါဇက်ထဲမှာထည့်ထားတဲ့အစာကိုထုတ်ပြီးငါ့ကိုခွန့်ကြွေးလို့ပြောတယ်တော့ဗာထင်လဲငါအခုပြောလိုက်လို့ပြောတရားကိုပြောလိုက်တဲ့အတွက်ကြောင့်ငါ့ကိုသူထပြီးပါရိုက်လိုက်မယ်ဆိုပြီးတော့အဲ့လိုထင်ကြီးနဲ့သူကပြောလိုက်တာပါဇက်ကထုတ်ပြီးကျွေးเสียလားအဲ့လိုတောင်းဆိုเสียလားပေါ့နော်အဲ့ဒီအချိန်မှာနဗီကဘာလုပ်လဲပါဇက်ထဲမှာရှိတဲ့ထမင်းလုပ်ကိုထုတ်ပြီးတော့သူ့ကိုခွန့်ကြွေးလိုက်တယ်နဗီရဲ့လက်ကအစာကိုသူ့လက်နဲ့ပါဇက်ထဲကိုခွန့်ကြွေးရတဲ့အဆင့်ကနဲတာမှမဟုတ်တာအဲ့ဒီအချိန်မှာနဗီရဲ့လက်ထဲကအစာကိုသူ့ပါဇက်ထဲလေးရောက်တော့ချက်ချင်းဒီကကြည်တဲ့မှာကလမာဖတ်လိုက်တယ်ဘောကသူကကလမာအီမန်ယူလိုက်တယ်ပေါ့နော်ပြီးတော့အဲ့ဒီအချိန်ကစပြီးဒီကကြည်တဲ့မှာမကာမျိုးရဲ့အဆက်ရှိသောမျိုးသမီးအနေနဲ့တက်ဆုံးထိုင်သူနေထိုင်သွားတယ်တဲ့နောက်ဖြစ်ရက်တစ်ခုကဘာလဲဆိုတော့တိုလေးတွေပါကျွန်မဖြစ်ရက်လေးတွေတစ်ခုချင်းစီကျွန်မပြောတယ်ဖြစ်ရက်တစ်ခုကဘာလဲဆိုတော့တမန်တော်ခေတ်မှာ
Abdullah bin Ubayd ဆိုတာရှိတယ်အဲ့ Abdullah bin Ubayd ဆိုတာက Munafik တည်းရဲ့ခေါင်းဆောင် Munafik ဆိုတာကဒီဘာသာရေးနဲ့ပြောရရင်ဘာသာရေး Munafik ဆိုတာကသူကအားလုံးအမြင်မှာတော့သူက Muslim သူကမွတ်စလင်လို့ပြောတယ်ဒါပေမဲ့စိတ်ထဲမှာအီမန်မရှိဘူးအစ္စလာမ်ကိုလည်းလက်မခံဘူးနော်အစ္စလာမ်နဲ့လုံးဝဆန့်ကျင်တယ်အစ္စလာမ်နဲ့ဆန့်ကျင်သူတွေနဲ့ပူးပေါင်းပြီးတော့အစ္စလာမ်မကောင်းကြောင်းပြောတယ်အဲ့ဒါ Munafik ကျမတို့အခုလောလောဆယ်လောကမှာရှိတဲ့ Munafik တွေကဘာလဲ Munafik ဆိုတာဘာလဲဆိုတော့တချို့တွေရှိတယ်စိတ်ထဲမှာတစ်မျိုးပါးစပ်ကတစ်မျိုးပါးစပ်မှာတော့အားလုံးကောင်းတဲ့ပြောပြီးစိတ်ထဲမှာတစ်မျိုးအဲ့ဒါကို Munafik လို့ခေါ်တယ်ဒီတမန်တော်ဖြစ်မြတ်ဖြစ်ကအဗ်ဒူလာဘင်အိုဘက်ဆိုတာသူကမွနာဖစ်တောင်မဟုတ်မွနာဖစ်တည်းရဲ့ခေါင်းဆောင်သူကတမန်တော်များကိုတော်တော်ဒုက္ခပေးခဲ့တယ်ဟိုတုန်းကပေါ့နော်သူဖြစ်ရလေးတွေသူတမန်တော်တော်တော်ဒုက္ခပေးခဲ့တယ်တရက်တမန်တော်ရေးတော့သူ့ရဲ့သားကကျတော့တမန်တော်မြတ်ကျန်နောက်လိုက်သူကလုံးဝမွတ်စလမန်တမန်တော်ရဲ့နောက်လိုက်ဒီအဗ်ဒူလာဘင်အိုဘက်ရဲ့သားတနေ့တမန်တော်ရေးတောက်နေတဲ့ချိန်မှာအဗ်ဒူလာဘင်အိုဘက်ရဲ့တာလာပြီးတော့ရေလေးနည်းနည်းခြံပေးဖို့ပြောတယ်တောက်နေတဲ့ရေတွေကတမန်တော်လေးမင်းမလုပ်ဖို့လဲဒီရေကျွန်တော်ဖေဒီရေလေးကိုကျွန်တော်ဖေကိုတွားတိုက်ချင်တယ်တဲ့ဒီကျွန်တော်ဖေဒီရေလေးတောက်ပြီးဟီဒါယတ်ရပြီးတော့ဟလာအမြင်မှန်ရပြီးတော့အီမန်ခံယူလိုက်ရအောင်လို့ပေါ့နော်ကျွန်တော်ဒီရေလေးကိုတိုက်ချင်တယ်ပြောတော့ကဲယူသွားဆိုပြီးပေးလိုက်တယ်ပေးလိုက်တဲ့အချိန်မှာသူ့အဖေကိုယူသွားပြီးတိုက်တော့သူ့အဖေကဒါဘေးရရေလေးပေါ့အားနဲ့ဒါကတော့တမန်တော်မြတ်စီကယူလာတာဆိုသူ့ဖေကဒီရေကိုမတောက်ဘူးပေါ့နော်ငါတဲကိုတောက်လိုက်မယ်ဒီရေကိုမတောက်ဘူးအဒလောက်ထိသူ့အစင်ရမနာဖစ်ကဆိုပြီးတော့ဒေါသနဲ့ဒီရေကိုမတောက်ဘူးပေါ့တားလုတ်တဲ့လူကလည်းတအားဒေါသဖြစ်ပြီးတော့ပေါ့တမန်တော်လာပြောတယ်ဒီမနာဖစ်ကိုတတ်လိုက်ရမလားပေါ့အဲ့နဲ့တမန်တော်ကပြောတယ်မင်းရဲ့အဖေပေါ့နော်သူ့ကိုခစ်မတ်မင်းလုပ်ရမယ်ဆိုပြီးတော့သူပြန်ပြီးတော့ဆုံးမလိုက်တယ်ပေါ့နော်ဒါလေးကတော့ဟိုဖြစ်ရက်လေးတူလေးပေါ့နော်ဆဘတ်ဒီအဗ်ဒူလာဘင်အိုဘက်ကတမန်တော်တော်တော်ဒုက္ခပေးခဲ့တာဖြစ်ရက်တွေအများကြီးရှိတယ်အဲ့ဒီမှာလည်းသူဆဘတ်လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ပြောတာအမြင့်မြတ်ဆုံးလောကမှာအမြင့်မြတ်ဆုံးအစ္စလာမ်မှာအမြင့်မြတ်ဆုံးလူဟာဘာလဲဆိုတော့မိမိရဲ့လက်နဲ့တော်၎င်းနှုတ်နဲ့တော်၎င်းတစုံတယောက်ကိုနာကျင်အောင်မလုပ်တဲ့လူသားလေအမြင့်မြတ်ဆုံးလူဖြစ်တယ်နောက်ပြီးတော့တိခန့်ခြင်းတရားထားပြီးတော့ဟလာတိခန့်ခြင်းတရားလည်းရှိတယ်ခွင့်လွှတ်ခြင်းတရားလည်းရှိတယ်လူဟာဒါအမြင့်မြတ်ဆုံးလူဖြစ်တယ်ကျွန်တော်တို့ရဲ့တမန်တော်မြတ်ကတတ်မှာဘသူ့မှာပါလည်းမရိုက်ခဲ့ဘူးနှုတ်နဲ့လည်းမစော်ကားခဲ့နှုတ်နဲ့စော်ကားတဲ့စကားလုံးဟာတဲ့လူရဲ့အသေးတဲ့အထိစိတ်ဝင်စေတယ်ဒါကြောင့်သူများကိုထိခိုက်စေမဲ့ပြောဆိုအလုပ်ရက်တွေကိုကျွန်တော်တို့ကရှောင်ကျဉ်ရမှာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်မတခုတတိယလို့နော်ဟို share လုပ်ပေးချင်တာနော်ကုရ်အာန်နဲ့ပတ်သက်တဲ့နည်းနည်းလေးဟို knowledge လေးပေါ့နော်ကုရ်အာန်မှာဆူရာပေါင်း114ဆူရာရှိတယ်အဲ့ဒီမှာ114ပုဒ်ရှိတာပေါ့နော်အဲ့ဒီမှာဘစ်မင်လာဘယ်နှခေါက်ပါလဲလို့မေးလို့ရှိရင်114ဆူရာပဲဒါပေမဲ့အဲ့ဒါကမှန်လဲမှန်တယ်မှားလဲမှားတယ်ဘာဖြစ်လို့လဲ114ဆိုတာရှိလို့ဘစ်မင်လာ114ခေါက်ပါတာမဟုတ်ကုရ်အာန်ထဲမှာဆူရာတစ်ပုဒ်ရှိတယ်အဲ့ဒီဆူရာမှာဘစ်မင်လာမပါဘူးအဲ့ဒီဆူရာကဘာလဲဆိုတော့10နဲ့17ပါတာမှာရှိတဲ့ဆူရာတောဘာဖြစ်တယ်ဆူရာတောဘာမှာဘစ်မင်လာမပါဘူးကုရ်အာန်ဖတ်ရင်သတိထားကြည့်ပါဆူရာတောဘာမှာဘစ်မင်လာမပါဘူးဘာဖြစ်လို့မပါလဲတမန်တော်မဖတ်ခဲ့လို့မပါနောက်တစ်ခုရှိတယ်ဘစ်မင်လာနခါပါတဲ့ဆိုတာအဲ့ဒါကဘာလဲဆိုတော့ဆူရာနမလ်19နဲ့20ပါတာကုရ်အာန်ရဲ့19နဲ့20မှာရှိတယ်ဆူရာနမလ်ဆိုတာအာရဗစ်လို့ပယောစိတ်ကိုပြောတာအဲ့ဒီထဲမှာဆူရာနခါပါတယ်ဘာဖြစ်လို့နခါပါလဲပထမဘစ်မင်လာနခါပါတယ်ဘာဖြစ်လို့ဘစ်မင်လာနခါပါလဲပထမဘစ်မင်လာကဆူရာရဲ့အစဒုတိယဘစ်မင်လာကဘာလဲဆိုတော့ဒီဆူရာထဲမှာပြန်ပြောပြတဲ့ဖြစ်ရပ်တစ်ခုရှိတယ်အဲ့ဒီဖြစ်ရပ်မှာဒီဆူလေမန်အလိုင်စလမ်ကဘယင်မ Queen Sheba ကိုစာရေးတယ်အဲ့ဒီစာရေးတဲ့ထဲမှာဘစ်မင်လာပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဘစ်မင်လာဆ
ဆိုတာနံပါတ်မှာဘစ်စမီလာနှစ်ခေါက်ပါရခြင်းအားလုံးအဲ့ဒါ knowledge အနေနဲ့ကျွန်မသင်ပြခြင်းတာဖြစ်ပါတယ်เนาะကျွန်မရဲ့ video ကြိုက်တယ် ကြိုက်တယ်ဆိုရင် like and share လုပ်ပေးပါเนาะ inshallah ကျွန်မနောက်လည်းဒီလိုမျိုးvideo လေးတွေ upload ပေးသွားမှာဖြစ်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ် assalamu alaikum